ကောင်းလေးတယောက်ကသူ့အဘိုးရဲ့စာပနာပွဲမှာအဘိုးရဲ့အိတ်ခက်ထဲကိုဖုံးတလုံးကိုတိတ်တိတ်လေးထည့်ပေးခဲ့တယ်။အဘိုးကိုတင်ယူပြီးတဲ့အခါကောင်းလေးကအဘိုးကိုအချမ်းတရိယာလုံးလို့အဘိုးစီကိုစာတူလေးကဆောင်ပို့လိုက်မိတယ်။ဖုံးကိုချလိုက်တာနဲ့တပြိုင်နက်အပြင်မှာရှက်စီလက်ပြီးမိုးချင်းတန်ကြီးထွက်ပေါ်လာတော့တာပေါ့။ဒါပေမဲ့မနဲ့မိုးလင်းလို့ကောင်းလေးနိုးလာပြီးသူ့ဖုံးကိုစစ်ကြည့်တဲ့အခါအဘိုးကသူ့ကိုစာပြန်ထားလာကိုတွေးလိုက်ရလို့ထိန်လန့်သွားတယ်။ဒါပေမဲ့အဲ့ဒီစာကထူးဆန်းတဲ့ဇာတ်လုံးတွေပဲပါဝင်ပြီးဟျိုဝဲကုန်းနဲ့ရေးထားတယ်လို့ပါပဲ။ကြောင်လန်းတကြားနဲ့အောက်ထပ်ကိုအပြေးဆင်းပြီးသူ့အဖေကိုပြောပြရင်အဘိုးကတကယ်မတည်ဘူးလို့အတင်းပြောရှာတယ်။ဒါပေမဲ့သူ့အဖေကတော့မယုံခဲ့ဘူး။ကောင်းလေးကလေးပြေးထိုးနေတာပဲလို့ထင်ခဲ့တယ်။အဘိုးစီကစာတိုးလေးကိုအဖေကတွေ့တော့ဒါကစက်တွေရေချိုးရင်းချက်ထစ်နိုင်တယ်လို့ရှင်းပြခဲ့တယ်။ကောင်းလေးကမယုံတိတာကိုတွေ့တော့အဖေကမူးခင်းဆရာဝန်ကအလောင်းကိုခွဲစိစစ်ဆေးပြီးလို့ထပ်ပြောတယ်။အဘိုးကရုတ်တရက်နှလုံးယောဂနဲ့ဆုံးသွားတာပါတယ်။ဒါပေမဲ့ဒါကကောင်းလေးရဲ့တန်တရားတွေကိုမဖယ်ရှားနိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့အဲ့ဒီဇလုံးတွေကသူနဲ့သူ့အဘိုးမဲ့တီးတဲ့ရွယ်ဝဲခုတ်တွေဖြစ်နေလို့ပါတယ်။ဒါနဲ့သူကအဘိုးရဲ့တင်ချိုင်းကိုသွားပြီးရဲရဲဝှင်းဝှင်းစူးစမ်းကြည့်တယ်။သူ့ဖုံးကိုထုတ်ပြီးအဘိုးကိုဖုံးခေါ်လိုက်တယ်။ပြီးတော့မြေပြင်ပေါ်မှာလွှဲချပြီးတေချာနာထောင်တယ်။သူ့ကိုအံအားတင်စေတာကတော့တင်ချိုင်းကူတဲ့ကနေရင်းနှီးတဲ့ဖုံးမိတန်းထွက်ပေါ်လာတာပါပဲ။ဒါကတော့ညာကစာတိုးလေးကအဘိုးကဖို့လိုက်တာတေချာတယ်ဆိုတာပါပဲ။ဒါပေမဲ့သူနားမလဲတာကအဘိုးကအသက်ရှင်နေသေးတယ်ဆိုရင်ဘာလို့ဖုံးမဖြေတာလဲဆိုတာပါပဲ။အဲ့ဒီနောက်သူကအဘိုးရဲ့ပြီးလာကိုသွားပြီးဆေးဆေးဆက်ဆက်စုံစမ်းဖို့မျှော်လင့်ခဲ့တယ်။ဒါပေမဲ့အတုံးဝင်တဲ့သဲလွန်စားတစ်ခုမှမတွေ့ခဲ့ဘူး။သူကခုဘာသားကိုပဲဖြေတင်ခဲ့ရတယ်။ဒါကတကယ်ပဲဆက်သွယ်ရေးချိုးရင်းခဲ့ဖြစ်နိုင်တယ်လို့တွေးရင်ပေါ့။ဒီလိုနဲ့ပဲတလားချသွားပြီးကောင်းလေးကဒီကိစ္စကိုတခေဖြေမေ့သွားခဲ့တယ်။အကပွဲနေမရောက်ခင်အထိပေါ့။ကောင်းလေးကသူ့အတန်းထဲကနာမည်အကြီးဆုံးကောင်မလေးနဲ့ကားနေခဲ့တယ်။ဒါကအကြောင်းကလူဆိုးကိုဒေါသထွက်စေခဲ့တယ်။သူ့ကိုလူဆိုးကအပြင်ကိုအတင်းဆွဲခေါ်သွားပြီးပြီးတော့တေချာရိုက်နေခဲ့တယ်။ပြီးဆုံးသွားပြီးနောက်မှာတော့လူဆိုးကမချေနဲ့ထေဦးမထွက်ခွာခင်မှာကောင်းလေးရဲ့လက်တွေကိုချိတ်ပြီးမိဖင်ပေါ်ဖိထားခဲ့တယ်။အိမ်ပြန်ရောက်တော့ကောင်းလေးကရေချိုးခန်းထဲမှာပုံအောင်ထိအဘိုးရဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်တယ်။အဲ့ဒီနေ့ကဖြစ်ခဲ့တဲ့သူ့ရဲ့မချေနဲ့မှုတွေကိုအဘိုးကိုရှင်းခွင့်ပြောပြခဲ့တယ်။ဒါပေမဲ့ကောင်းလေးမမျှော်လင့်ထားတာကတော့နောက်နေ့မှာသူ့အတန်းဖော်တွေကသူ့ကိုစာတစောင်ပို့တယ်။ကျောင်းကလူဆိုးကထူးဆန်းစွာပျောက်ကွယ်သွားပြီလို့ပြောတာပါပဲ။ကောင်းလေးကဒါကိုမယုံနိုင်ခဲ့ဘူး။သူအခင်းဖြစ်ခွာရနေရကိုသွားပြီးရဲတွေကလူဆိုးရဲ့ရုပ်ကလောင်းကိုတည်သွားတာကိုတွေးလိုက်ရတဲ့အထိပါပဲ။အဲ့ဒီအခါမှာပဲဒီကိစ္စတွေအားလုံးကတကယ်ဖြစ်ခဲ့တာလို့သူယုံကြည်ခဲ့တယ်။ကောင်းလေးကရဲတွေစီကနေသိလိုက်ရတာကလူဆိုးရဲ့ရုပ်ကလောင်းကိုလက်ချိတ်ထားတဲ့ပုံစံနဲ့တွေ့ရတယ်တဲ့။ဒါကသူ့ကိုအနိုင်ကျင့်တုံးကပုံစံအတိုင်းပါပဲလေ။အမှန်တရားကိုသိလိုက်ရပြီးနောက်ကောင်းလေးကတနေ့လုံးစိတ်တွေလွင့်နေခဲ့တယ်။ဆရာမကြီးကတခုခုမားနေတာကိုတတိထားပြီးတော့သူ့ကိုခွင့်ယူပြီးအိမ်ပြန်နာဖို့ပြောတယ်။ဒါကမတော်ဆက်ဆက်မှုတစ်ခုပါလို့လည်းပြောခဲ့တယ်။ကောင်းလေးကဆရာမရဲ့ကျင့်နာမှုကိုနားလေပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဒီကိစ္စတွေအားလုံးကသူ့အဘိုးနဲ့ပတ်သက်နေတယ်ဆိုတာသူသိနေခဲ့တယ်။ဒါနဲ့ညနေပိုင်းမှာသူကအဘိုးကိုထက်ခေါ်တယ်။ဒါပေမဲ့မမျှော်လင့်ပဲဖုန်းချလိုက်တာနဲ့တပြိုင်နက်သူ့အဘိုးကသူ့ကိုပြန်ခေါ်ခဲ့တယ်ဗျာ။အကယ်၍တင်သားဆိုရင်ဒီဖုန်းကိုဖြေမလားဗျာ